မင်္ဂလာပါရှင်ကျမတို့ဆွစ်ဇာလန်နိုင်ငံဇမ်မတ်မြို့လေးကို2025စက်တင်ဘာတုန်းကသွားခဲ့တဲ့ဗီဒီယိုလေးပါပထမဦးဆုံးမန်ချက်စတာကနေဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့ကို EasyJet လေးကြောင်းနဲ့သွားခဲ့ပါတယ်ဂျနီဗာ Airport ရဲ့ outdated underground က Airport Station ကနေ VIP ဆိုတဲ့မြို့လေးအထိကိုအရင်2 နာရီကျော်လောက်ရထားစီးရပါတယ်ရထားလမ်းတစ်လျှောက်မှာညာဘက်မှာ Lake Geneva ရဲ့ဘယ်ဘက်မှာတောတောင်တွေ World Heritage စပစ်စိုက်ခင်းတွေနဲ့အရန်ကိုသာယာလှပပါတယ်။ Vis မှာ Summit ကိုသွားမယ်ရထားကိုပြောင်းစီရပါတယ်။ Vis ကနေ Summit ကိုအမြင့်ပေ3000လောက်ကိုတက်သွားမယ်ဒီရထားလမ်းခီးကတော့တကယ်ကို stunning scenery တွေနဲ့မို့လို့နာမည်ကြီးပါတယ်။ဒီရထားလမ်းလေးဟာတောင်တွေကြားထဲက valley လေးကနေခုန်မောင်းနေတာမို့လို့ဘေးဟာတောင်တွေရဲ့ alpine သစ်တောတွေရေတခွန်တွေနဲ့အရန်လှပါတယ်။တနာရီ10မိနစ်ကြာတဲ့အခါမှာ Summit မြို့လေးကိုရောက်ပါပြီ။ valley ရဲ့အဆုံးမှာရှိတဲ့ဒီမြို့ကလေးကို Alps တောင်တန်းကတောင်အမြင့်ကြီးတွေကဝိုင်းရံထားပါတယ်။ဒီမြို့က combustion engine ရှိတဲ့ကားတွေမလာရပါဘူး။ဒါကြောင့်မို့လို့ electric ကားတွေပဲရှိပါတယ်။မြို့ကလည်းတိတ်တိတ်လေးဆိုတော့တနေရာနဲ့တနေရာကိုလမ်းလျှောက်ရင်အများဆုံးကြာမှနိုင်ဝက်လောက်ပါပဲတဲ့မြို့လေမှာဒီ Mata Vista လို့ခေါ်တဲ့မြစ်ကလေးစီးဆင်းနေပါတယ်ဟိုးတောင်ထိပ်တွေပေါ်ကနေပြီးတော့ရှိတဲ့ glacier တွေပေါ်ကနေပြီးတော့စီးဆင်းလာတာပါတဲ့မြို့ရဲကနေ Matterhorn တောင်ကြီးကိုပထမအဆုံးမြင်ရတဲ့ view မို့လို့ဓာတ်ပုံရိုက်ကြပါသေးတယ်ကျမတို့တဲမဲ့အခန်းကိုဘူဒါယုံကနေ15မိနစ်လောက်လမ်းလျှောက်ရင်ရောက်ပါတယ်။ဒီအခန်းကိုငှားတာကတော့ဒီ Matterhorn တောင်ကြီးကိုဒီ veranda ကနေပြီးတော့မြင်ရတယ်ဆိုလို့ငှားထားတာပါ။အခုကျွန်တော်တို့တဲတဲ့ဇာမက်အခန်းကနေပြီးတော့တွေ့ရတဲ့ Matterhorn နဲ့ဇာမက် view ပါအချိန်ကတော့ညနေ6နာရီခွဲလောက်ရှိပါပြီညနေစာဆိုးစားပြီးတော့နေမဝင်သေးတာနဲ့ပဲဇမ်မတ်မြို့ကလေးကိုလမ်းလျှောက်ကြည့်ကြပါတယ်ဒီဘူရာယုံဘေးဟာ square မှာ tourist information center ရှိပါတယ်electric car taxi လေးတွေလည်းဘေးမှာရပ်ထားလို့ဟိုတယ်ကိုလမ်းမလျှောက်ချင်ရင်ငှားစီးသွားလို့ရပါတယ်ဇမ်မတ်ဘူရာယုံရဲ့ရှိတဲ့မှာ corner crack ကိုသွားတဲ့ဘူရာယုံအသေးလေးရှိပါတယ်ဘူဒါယုံရှိရာဒီလမ်းမကတော့ Bahnhofstrasse လို့ခေါ်ပါတယ် tourist တွေနဲ့အစီကားဆုံးမြို့ရဲ့ main လမ်းမပေါ့နော်ဘေးတစ်ဖက်တစ်ချက်ကဆိုင်လေးတွေနဲ့စားတောက်ဆိုင်လေးတွေဟိုတယ်လေးတွေနဲ့အရန်ချစ်စရာကောင်းပါတယ်ဒီ Grand Hotel ကြီးရှိနားမှာတော့ Summit Museum ရှိပါတယ်အဲ့ဒီရဲ့အလွန်မှာလှေကားတစ်လေးတဲကိုတက်လိုက်ရင် Matterhorn ကြီးကိုကောင်းကောင်းမြင်ရတဲ့ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတစ်ခုရှိပါတယ်။ Summit ကမြို့ကလေးပင်မဲ့ရှေးဒဏ္ဍာရီပုံမြင်တဲ့ကနေရာလေးတွေနဲ့တူလို့ချစ်စရာကောင်းတဲ့ရွာလေးလို့လည်းပြောကြပါတယ်။အမြဲတမ်းလူဦးရေ9800ပဲရှိပေမဲ့တစ်နှစ်ပတ်လုံး tourist တွေနဲ့ပြည့်နေပါတယ်။ဆောင်းတွင်းမှာဒီဒေသတစ်ခုလုံးနှင်းတွေနဲ့ဖုံးနေတော့နှင်းလျှောစီးပြလာတဲ့ tourist တွေနဲ့ဒီနေရာအရန်စီကားတဲ့နေရာတစ်ခုပါအခုလိုအချိန်နှင်းမရှိတဲ့အချိန်မှာတော့ဘေးကတောင်တွေကိုတက်တဲ့ hiking လုပ်တဲ့လူတွေလမ်းလျှောက်တဲ့လူတွေဒီလိုမျိုးကျမတို့လိုလာပြီးတော့လိုပဲလာကြည့်ရပေါ့နော်tourist တွေနဲ့လည်းအပြည့်ရှိနေတော့မှာပါပဲလုတ်ကဲပြာလေးမြင်းနဲ့ခဏအနားယူကြပါတယ်ညဘက်မှောင်နေပေမဲ့လည်းမြို့လေးကလှနေတော့မှာပဲစားတော့ဆိုင်တွေမှာလူတွေအပြည့်ရှိပါတယ်လမ်းမှာလည်းလူတွေတွာလာနေကြတော့မှာပဲဒါကြောင့်မို့လို့လေဒီဒေသရောက်ရင်မိနာလှပတဲ့တောင်တွေကိုတက်ယုံနေမကပဲနဲ့ဒီမြို့ကလေးတွေကိုလည်းလှည့်ပတ်ပြီးတော့ကြည့်ရှုကြပါလို့လူတွေကတိုက်တွန်းကြတာပေါ့နော်နောက်နေ့တွေမှာဘေးကတောင်တွေကိုတက်ပြီးသွားကြည့်ကြမှာမို့လို့ဒီနေ့တော့အခန်းကိုပြန်ကြပါပြီဒီဗီဒီယိုထဲမှာ
အပြင်မှာရှိတဲ့ညဘက်မက်တာဟွန် view ကိုကောင်းကောင်းမမြင်ရပေမဲ့လည်းအပြင်မှာတော့တိတိကျကျမြင်ရပါသေးတယ်မနေ့ထချင်းပထမဦးဆုံးအလုပ်ကတော့မက်တာဟွန်ကိုကြည်ကြည်လင်လင်မြင်ရရဲ့လားလို့ထားကြည့်တာပါမိုးအုပ်နေရင်တို့ကောင်းငင်ကမကြည်လင်ရင်မက်တာဟွန်ကိုတိတ်နေဖုံးနေတတ်ပါတယ်ဒီနေ့တော့ Corner Crab တောင်ပေါ်ကို Corner Crab Railway နဲ့တက်ပါမယ်ဥရောပရဲ့ Open Air Railway ထဲမှာအမြင့်ဆုံးပါ1898တုန်းကဖွင့်ခဲ့တဲ့ဒီရထားလမ်းက Corner Crab တောင်ထိပ်ပေါ်ကိုရောက်ဖို့နိုင်ရီဝက်ကြာပါတယ်တောင်ပေါ်တက်တဲ့ရထားကိုစီးရင်ညာဘက်ကနေထိုင်စီးပါအဲ့ဒါမှဇာမက်မြို့ကလေးရဲ့ overview ရဲ့မက်တာဟွန်ကြီးရဲ့ကိုကောင်းကောင်းမြင်ရမှာပါဒီနေ့တော့ကောင်းမင်းကြီးကလည်းပြပြီးတော့တိမ်နေလည်းကင်းရှင်းနေတာနဲ့ကျမတို့အတွက်တော့အရန်ကောင်းပါတယ်တောင်ကြီးလေးပေါ်ကိုတဖြည်းဖြည်းနဲ့အကွေးအကောက်များစွာနဲ့တက်လာပါပြီဘေးမှာမြင်ရတဲ့ Alps တောင်တန်းတွေကတော့ဆောင်းရင်းဆိုရင်တော့နှင်းတွေဖုံးနေမှာပါဒီရထားလမ်းကတော့တစ်နှစ်ပတ်လုံးပြေးဆွဲပါတယ် Corner Crab နဲ့ဘီနာတောင်တွေမှာစကီလာစီမဲ့လူတွေကဒီရထားလမ်းအတိုင်းပဲလေတက်လာကြမှာပါကျမတို့မနေ့က Vis ကနေပြီးတော့လာခဲ့တဲ့တောင်ကြားလေးပေါ့နော်အဲ့ဒါကိုဝေးမှမြင်ရပါပြီတောင်ဆောင်ပြီးမှမြင်ရတဲ့ရထားလမ်းအတိုင်းပဲဒီရထားကွေ့ပတ်ပြီးတော့တက်သွားမှာပါCorner Crab မရောက်ခင်တဘူတာဖြစ်တဲ့ Rotenboden ဆိုတဲ့ဘူတာလေးမှာကျမတို့အရင်ဆင်းပါမယ်ကျမတို့ကတမင် Corner Crab ရဲ့အတက်မှာဒီနေရာကိုဆင်းလိုက်တာပါဇာမက်ကိုလာပြီးတော့ Golden Crab ကိုတက်ရင်တော့ဒီ Rotenboden Station မှာဆင်းပြီးတော့ဒီ iconic view ကိုလာရပါမယ်အခုကျွန်တော်တို့စပြီးတော့မက်တာဟွန်ရဲ့ reflection ကိုရေအိုင်ထဲမှာစတွေ့နေရပါပြီ Rotenboden Station အဒီပေါ်မှာပါအပေါ်ကနေပြီးတော့စီးလာရင်ဒီကိုရောက်ပါတယ် station ကနေဒီကန်ကို10မိနစ်လောက်ဆင်းပြီးတော့အပြန်မှာလေဒီကိုမမတ်ကြီးပြန်တက်ရမှာဆိုတော့နည်းနည်းတော့ပြင်မနာပေါ့နော်ဒါပေမဲ့ဒီနေရာမှာဒီကန်ထဲမှာတွေ့ရတဲ့မက်တာဟွန်ရဲ့ reflection view ကြီးနဲ့ဘီဒါဂလီစီယာတွေနဲ့ဒီရှူခင်းတွေကိုတွေ့ရတာနဲ့ပဲတတ်ပါတယ်ဒီ glacier ကတော့မက်တာဟွန်ကို face လုပ်နေပါတယ်တကယ်ကို beautiful glacier ပါ very nice ဘက်ကိုလာရင်ကျွန်တော်တို့ဟိုပေါ်မှာ little Matterhorn ကိုတွေ့ပါတယ်တောင်ဆောင်လေးမှာပဲယူလာတဲ့မုတ်တွေကိုထိုင်စားကြပါပြီရထားလက်မှတ်ကဇမတ်ကနေ Corner Crab ကိုအသွားပြန်ဝယ်ထားတော့ဂျားရီယာကြိုက်တဲ့ဘူတာမှာဆင်းပြီးတော့ပြန်တက်လို့ရပါတယ်ရော့တာဘော်နန်ကနေပြန်တက်ပြီး Corner Crab Station ကိုရောက်ပါပြီဒီ station ကပေတကောင်းကျော်အမြင့်မှာရှိပါတယ် Corner Crab ရဲ့ top ကိုရောက်ပါပြီ glacier တွေကို close up တွေ့နေရပါပြီဒီမှာတော့ကျွန်တော်တို့ရဲ့ main actor မက်တာဟွန်ကြီးပါပဲ station ကနေမီတာ100လောက်လမ်းလျှောက်လိုက်ရင် hotel နဲ့ observatory နေရာကိုရောက်ပါတယ်ဒီ observatory နေရာတွေကနေအပေါ်နည်းနည်းလေးတက်လိုက်ရင်တော့ဘေးပတ်ပတ်လဲ360 degree အကုန်လုံးကိုမြင်ရတဲ့ platform လေးတစ်ခုကိုရောက်ပါလိမ့်မယ်ဒီ
ဒီကနေဘေးရနေရှိတဲ့တောင်ထိပ်ပေါင်းအခု30လောက်ရဲ့ glacier ရဲ့ကိုအကုန်လုံးနီးကပ်မြင်ရမှာပါဆောင်းမြင့်မှာနှင်းတွေဖုံးနေရင်တော့ဒီထက်ပိုလှမလားပဲဒါပေမဲ့တချို့ကြောက်တောင်တွေကတဲ့ဆောင်းမြင့်မှာတော့မှနှင်းတွေမဖုံးမဲနဲ့ဒီလိုမဲမဲကြီးပဲမြင်ရတာပါပဲတချို့တောင်တွေကနှင်းတွေအများကြီးဖုံးသွားတော့လေတဲ့စကီးစီလို့ရပါတယ်တဲ့တောင်ထိပ်ကဟိုတယ်လေးမှာခဏနာစားတောက်ပြီးတော့ဒီအရလှတဲ့ view ကိုတဝကြီးထိုင်ကြည့်ခဲ့ကြပါတယ်ဒီဟိုတယ်ရဲ့ဘေးမှာရှိတဲ့ Zoom ဆိုတဲ့ interactive exhibition center ကိုတော့ဝင်ကြည့်ကြပါလို့တိုက်တွန်းလိုပါတယ်မက်တဟောနီရဲ့တစ်နှစ်ပတ်လုံးရှုခင်းနေရဲ့သူ့ရဲ့သမိုင်းချောင်းတွေရဲ့လည်းပြသထားပါတယ်။ paragliding လုပ်ရင်ဘယ်လိုမြင်ရမလဲဆိုတဲ့ experience ကိုလည်းရအောင်ကြည့်နိုင်ပါတယ်။တခြားနေရာတွေသွားစရာရှိသေးတာနဲ့ပဲဒီ Conigret Railway နဲ့ပြန်ဆင်းလာခဲ့ကြပါပြီ။ဒီကနေဆက်သွားမယ်ခရီးလေးတွေကိုတော့ဇမ်မက်အပိုင်း2မှာရှုစားကြပါအခုလိုဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်